လုံးပဲမင်္ဂလာပါ FAZ မြန်မာ Football Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညဝင်းပလေကွင်းကြီးထဲမှာရှင်ပြိုင်ကစားကြမယ် FA Cup Semi Final ပွဲဖြစ်တဲ့အပြာရောင်မြန်မာလေးတို့နဲ့အဖြူရောင်တပ်သားတို့ရဲ့ပွဲစဉ်အကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာလေးတို့ကတော့ဒီယာဒီမှာနီးပြအပြောင်းလဲများစွာနဲ့တူစုပ်ပြတ်မှုပေါင်းတရဖူစောင်းလျက်ရှိနေပါတယ်2025-26ဘောလုံးယာဒီမှာလည်းအဖြူရောင်တပ်သားတို့နဲ့တွေ့တိုင်းအသာစီးရယူထားနိုင်ခြင်းမရှိပါဘူးနောက်ဆုံး9ချိန်ဆက်တိုက်မြန်မာလေးတို့နဲ့အဖြူရောင်တွေတွေ့ဆုံခဲ့တဲ့မှတ်တမ်းတွေရတော့နှစ်တင်းစလုံးဟာနှစ်ပွဲနိုင်တပွဲတည်နှစ်ပွဲရှုံးဆိုတဲ့ရလဒ်ကိုရယူထားနိုင်ပါတယ်ဒါအပြင်နောက်ပိုင်းတွေ့ဆုံတဲ့ပွဲတိုင်းအကျိတ်အနေဖြစ်ကဘာတပြန်ကြားတပြန်ဂိုးတွေသွင်းပြီးဂိုးများလေးရှိပါတယ်ဒါပေမဲ့လည်းမြန်မာလေးတို့အသင်းကတော့ပရီးမီးယားလိနောက်ဆုံးပွဲစဉ်မှာအဝေးကွင်းမှာ Brighton အသင်းရဲ့ပိုးဆိုးပတ်ဆက်ရိုက်ချင်းကိုခံရကဂိုးမသွင်းနိုင်ပဲအဆက်ခွဲခံထားရပါတယ်ထိုပွဲစဉ်အပြီးမှာတော့မြန်မာလေးတို့ရဲ့နီးပြရိုစင်ညာလည်းအကွဲကွဲအပြဲပြဲနဲ့အထောက်ခံခဲ့ရပါတယ်ဒါအပြင်နောက်ဆုံး9ပွဲဆက်တိုက်မြန်မာလေးတို့ဟာဂိုးသွင်းထားနိုင်ခြင်းမရှိတာကိုတွေ့နေရပါတယ်အဖြူရောင်တွေကတော့ပရီးမီးယားလိနောက်ဆုံးကစားခဲ့တဲ့ပွဲမှာဘုံမောက်အသင်းကိုအကျိတ်နဲ့ကစားပြီးတရေရလက်ရယူနိုင်ခဲ့ပါတယ်ဖြစ်လာနိုင်တဲ့လူစင်းအရာမြန်မာလေးတို့ဟာအက်စတာဘိုနာနေတဲ့အတွက်ပုံမှန်အတိုင်းပတ်ဒရိုပယ်မာနတ်တိုအန်ဆိုတို့နဲ့4နှစ်3နှစ်ပုံစံပွဲထွက်လာနိုင်ပါတယ်အဖြူရောင်လီတို့ကတော့မြန်မာလေးတို့ကိုရိုက်နှက်နေကြကယ်ဘက်လီဝင်းအိုကာဖောအရိုဆွန်တာနာကာတို့နဲ့ပွဲထွက်လာဖို့ရှိနေပါတယ်မြန်မာလေးတို့အတွက်ကတော့နီးပြအသစ်ပထမဆုံးပွဲလည်းဖြစ်နေပါတယ်ဒီတော့နှစ်တင်းတွေတိုင်းအကျိတ်နယ်လည်းဖြစ်ဂိုးတွေလည်းမြိုင်ကြတဲ့မြန်မာလေးတို့နဲ့အဖြူရောင်တွေရဲ့ပွဲမှာမြန်မာလေးတို့ကပဲ FA Cup Final ကိုတက်လှမ်းသွားမလားအဖြူရောင်တွေကပဲဆက်လက်ပြီးဒုက္ခပေးသွားနိုင်မလားဆိုတာကိုစောင့်ကြည့်တဲ့ပွဲတစ်ပွဲပါဂိုးတွေများပြီးညီမလေးတို့ final တက်သွားလိမ့်မယ်လို့ထင်မိပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်